ကျွန်တော်ပေါ့ပါလေးပေါ့နော် AI ကိုဘေးရင်မေးဘူးလားပေါ့နော်အဲ့တော့ဒါမှမဟုတ်လို့ရှိရင်တချို့ကအမို့ကျွန်တော်ကတော့ပုံမှန်ဘေးရင်မေးတယ်တချို့ကကြတော့ဘေးရင်ကိုမေးကိုမမေးဘူးပေါ့နော်အဲ့တော့အဲ့လိုမတူညီတဲ့သူတွေအတွက်ကျွန်တော်တို့ဒီမှာ prompt လေးစီစဉ်ပေးထားတယ်အဲ့ prompt လေးကိုပေါ့နော်ကျွန်တော်တို့ဒီ ChatGPT ရဲ့ Gemini ရဲ့ DeepSeek ရဲ့ကိုကျွန်တော်တို့မေးကြည့်လိုက်ရအောင်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဘာတွေ့ရမလဲဆိုကျွန်တော်တို့က ChatGPT ကိုကျွန်တော်ကွန်ပျူတာမှာကျွန်တော်ဝင်ထားလိုက်တယ်အဲ့တော့ကျွန်တော်ရဲ့ဒီ email account နဲ့ဝင်ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဘာလေးများတွေ့ရမလဲဆိုလို့ရှင်ကျွန်တော်ရဲ့အရင်မေးဘူးတဲ့ဒီ chat history ဆိုတာပေါ်လာလိမ့်မယ်ဟုတ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကတခြားဒီ Gemini တို့ DeepSeek တို့မှာလည်းကျွန်တော်တို့မေးထားတဲ့ဒီ chat history တွေကိုသူ့ကိုပြန်ပြီးသုံးသပ်စေခြင်းနဲ့ကိုလည်းပြန်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ login ဝင်ထားပြီးမေးတာလေးကပို့ပြီးတင်တော်တယ်ပေါ့เนาะအဲ့တော့ခုနကကျွန်တော်တို့ prompt လေးကိုကျွန်တော်က copy paste လုပ်မယ်ကျွန်တော်ပမာလို့တော့ရှေ့ကျွန်တော်မရေးတော့ဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က ChatGPT အနေနဲ့ဘယ်လိုများပေါ့နော်ကျွန်တော်တို့ဘေးရင်းဆရာတယောက်လေသံနဲ့မြန်မာလိုကျွန်တော်တို့ပြန်ရှင်းပြမလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်နော်ကျွန်တော်ဒါလေးကိုကျွန်တော်ဝန်ခံရလိမ့်မယ်ကျွန်တော်တို့ဒီအာဒီ notes တွေကိုပေါ့နော်ကျွန်တော်စာသင်ဖို့ပြင်ဆင်တဲ့အခါမှာ ChatGPT ကိုကျွန်တော်တို့မေးဘူးတယ်အရင်ကအစောပိုင်းတွေမှာရရဆိုတဲ့ဟာမပါလာဘူးရရဆိုတဲ့စကားလုံးကိုမသုံးတော့ဒီခါတော့ပါလာတယ်အဲ့ဒါလေးတော့တိုးတက်ပြောင်းလဲမှုလို့ကျွန်တော်တို့ပြောရလိမ့်မယ်ပြီးတော့မှကျွန်တော်တို့ဒီဇယားလေးနဲ့ပဲကျွန်တော်တို့ကဏ္ဍအလိုက်ကိုယ့်ရဲ့ဒီဘယ်လိုခေါ်လဲကံကြမ္မာအခြေအနေပြီးပြီဆိုလို့ရှိရင်သူ့ရဲ့ဆောင်းရန်ရှောင်းရန်အကြံပြုချက်လေးတွေဆိုလို့ရှိရင်တော့မစိုးပါဘူးလို့ကျွန်တော်တို့ပြောလို့ရเนาะအဲ့တော့ကျွန်တော်တို့ကဒီ Gemini နဲ့ DeepSeek ကိုကျတော့ကျွန်တော်တို့ prompt ကိုမေးထားပြီးသားဒီ Gemini မှာကျွန်တော်တို့ဝေးကြေးနဲ့ပတ်သက်တဲ့ကိစ္စကိုမေးထားတယ်ဒီကောင်းတဲ့ဘက်ပေါ့နော်သူ့ရဲ့ဘာလေးတွေကောင်းတယ်ဘယ်လိုလေးဆိုလို့ရှိရင်အဆင်ပြေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍကိုသူကဏ္ဍလေးတွေခွဲပြီးတော့သူ highlight လေးတွေပါလုပ်ပေးထားတယ်ပေါ့နော်ဒါရေးကြီးတဲ့စကားစုလေးတွေကိုသူ bold လုပ်ပေးထားတယ်ပြီးရင်ကျွန်တော် relationship ဒီလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပါသူပါလာတယ်ဝေရန်ရှိလားပေါ့နော်အရေးကြီးဆုံးကိစ္စလေးတွေကိုသူပြောထားတယ်ခေါ်စတန်းမှာကောင်းတဲ့ဟာတွေရှိသလိုညံ့တဲ့ဟာတွေရှိမယ်ဆိုလို့ရှိရင်လည်းကြော်လွှားဖို့ရရပေါ့နော်ဒီရရကတော့ပေါ့ပါပဲဒီ Google Gemini ကနည်းနည်းလေးဘေးရင်ဆရာလေးသံပေါက်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်အဲ့တော့ DeepSeek အနေနဲ့ဆိုလို့သူကဒီဂျိုးခွင်ကိစ္စလေးတွေပါထည့်ပြီးတော့ပြောတော့ကျွန်တော်သတိထားမိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့နောက်ဆုံးကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်ကန်နှိမ့်တာပေါ့နော်ရရခြေဖို့ကြော်လွှားဖို့ဆိုလို့ရှိရင်တော့ဒီမှာဒီအလှူဒန်းနဲ့ပတ်သက်တာပေါ့နော်ဒီရရနဲ့ပတ်သက်တဲ့ဟာလေးတွေကိုသူစီစဉ်ပေးထားတာရှိတယ်အကယ်၍ကိုကလာဘေးရင်ချမ်းအောင်မှီပြီးတော့ပေါ့နော်ဘေးရင်မေးခြင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စမ်းကြည့်လိုက်ပါပေါ့နော်ဘယ် AI ကဘေးရင်တွေကိုပို့ပြီးတော့ထိုင်ကတိုင်းကြလဲစီးစနစ်ကြလဲဆိုတာကိုစမ်းကြည့်လို့ရလိမ့်မယ်